ခင်ဗျားတို့စွန်းပင်ကိုမှတ်မိကြလား beta test တုန်းကတော့ support ကင်ရမယ်ဆိုလို့ရှိရင်စွန်းပင်ကြီးပဲလှည့်ငန်ရပါမယ်အခုကျတော့ support ကင်တဲ့ခါကျလို့ရှိရင်စွန်းပင်ကိုကင်တာတိတ်မတွေ့ဘူးဗျဘာလို့ဘယ်သူမှစွန်းပင်ကိုမကင်ကြတော့လဲဆိုတာကျွန်တော်တို့သူ့ရဲ့ ability နဲ့ skill တွေကိုတွက်ကြည့်လိုက်ကြရအောင် passive ကတော့နောက်ပိုင်း support တွေနဲ့ရှင်လို့ရှိရင်တော်တော်လေးကိုစင်မဖြစ်တဲ့ passive လို့ပြောလို့ရတယ်သူက spell ထုတ်လိုက်တိုင်းမှာ movement speed တိုးမယ်ဒါပဲအခြား support တွေလိုမျိုး flashy ဖြစ်တာဘာညာဘာမှတိတ်မပါဘူး simple ပဲ spell 1လည်းရှင်းရှင်းလေးပဲသူကပြစ်လိုက်လို့ရှိရင် enemy ကိုတွားထိမယ်3စက္ကန့်နေလို့ရှိရင်ထားပေါက်ပြီးတော့ enemy ကို slow fall ကိုခံစားစေရမယ်ဒါပဲ ultimate ကကျတော့ပြစ်လိုက်လို့ရှိရင်သူက AoE silent ဖြစ်သွားမယ်ပြီးလို့ရှိရင်ပထမဆုံးထိတဲ့ enemy ရဲ့အောက်မှာ mark ကြီးကြံငယ်မယ် mark ကြီးကြ9စက္ကန့်တွင်ထားပေါက်ပြီးတော့သူ enemy ကို slow fall ကိုခံစားစေရမယ် base damage နဲ့ magic skill ရလည်းအများကြီးတော့ကျွန်တော်တို့ team fight battle တွေမှာတော်တော်လေးကိုစိတ်နှောက်ယှက်ပေးမယ် silent skill ပေါ့နော် spell 2ကတော့စွန်းပင်ရဲ့ main skill လို့ပြောလို့ရတယ်ဗျဘေးနာ ally တွေရောစွန်းပင်ကိုယ်တိုင်ရောသူက movement speed တိုးပြီးတော့လွန်ခဲ့တဲ့2စက္ကန့်အတွင်းထိသမျှ damage တွေအကုန်လုံးကိုသူက recover 50% ပြန်လုပ်ပေးတယ်ဆိုတော့ဒီ spell က battle ထဲမှာ3နှစ်အချိန်နေပေါ်မူတည်ပြီးတော့သူကအသုံးဝင်တာပေါ့နော် damage တွေအများကြီးအပေးခံနေရတဲ့တန့်ကြီးတကောင်က 50% damage ချက်ချင်းပြန်ပြီး recover ဖြစ်သွားလို့ဆိုရင် team fight တစ်ခုလုံးကိုပြန်ပြန်လှန်လို့ရတဲ့သဘောမျိုးပေါ့နော်ဒီ skill ကတော့ဒီတော့အဖြေကတော့ရှင်းပါတယ်ဗျဒီတော့စွန်းပင်က solo queue မှာသွားသုံးလို့မရဘဲနဲ့သူက 5v5 ဆော့တဲ့အခါကျလို့ရှိရင်တော့အရင်အသုံးဝင်တဲ့ hero တကောင်ဖြစ်သွားတာပေါ့နော်ကျွန်တော်ကတော့ last part ခင်ဗျနောက်လည်းကျွန်တော်မျိုး hero လေးတွေကိုကျွန်တော် analyze လုပ်ပေးသွားမယ်တော့ကြောင့်မလို့ကျွန်တော် follow လေးလုပ်ခဲ့ပါဦးလို့ပြောချင်ပါတယ်ခင်ဗျကျေးဇူးပါနော်အခုလည်းကြည့်ပေးတဲ့အတွက်ကြောင့်မလို့